စီတီတွေချိန်မှာမြဲလိုပါပဲငါလေးစီတီကောင်းမှစားရမှာပါယူတော့ရောစားချင်လားအိုင်းတော့စားမယ်လေစီတီတွေချိန်မှာမြဲလိုပါပဲအိုင်ငါတော့စီတီကောင်းမှစီတီစားရမှာပါအဲ့များတာချင်းမိလိုက်ရဒါဒီနှစ်ကလေဒီနေရာလေးရှင်းလင်းလာလို့ဒါကောက်ရလွယ်တာမနှစ်ကထိဆိုလို့ရှိရင်ဒီနေရာလေးတွေကလေဒါတော့အောက်လိုမျိုးပဲပေါ့နော်ပြောမဆိုတော့အောက်အသေးစားလိုမျိုးပါပဲခြုံနေနဲ့မျက်ပင်ကမျိုးအရက်လောက်ရှိခြုံနေလေဒီနှစ်ကတော့မကိုရီနေတော့အကုန်ရှင်းလာတာလက်ခူးတဲ့စီတီတအားဟိုနေနဲ့ချက်ရတော်လက်ခူးကြတယ်ဟိုအိတ်လေးနဲ့ပေါ့နော်အိတ်ဒီ6ဖိအိတ်လိုမျိုးအိတ်နဲ့ဆိုရင်အလောက်ရတာတက်အပေါ်ပင်ပေါ်တက်ပြီးဟိုတာအော်တွေ့လားတလုံးပြုတ်ကြတယ်အပင်ပေါ်တက်ပြီးလို့ရှိရင်အကိုင်းနေခါချရင်အလောက်ရတာပေါ့နော်အခုကတိတ်မများသေးနေသေးတာပေါ့ဒါရတဲ့လောက်လေးကောက်မယ်ဘိုင်